ကပ္ပစ14ကပ္ပစ14ဟာမကွေးတိုင်းပွင့်ဖြူမြို့နယ်အတွင်းမှာရှိပြီး gas ဖြည့်တဲ့စက်ရုံတစ်ရုံဖြစ်ပါတယ်ကပ္ပစ15ကပ္ပစ15ဟာမကွေးတိုင်းအောင်လံမြို့နယ်ရွာမထုံကျေးရွာအနီးမှာရှိပြီး60မမ81မမတာဝေးပစ်ဘုံတွေကိုထုတ်လုပ်ပါတယ်ကပ္ပစ16ကပ္ပစ16ဟာပဲခူးတိုင်းအုပ်ရှိပင်မြို့နယ်မတုံကျေးရွာအနီးမှာရှိပြီးရမ်းချက်တဲ့စက်ရုံဖြစ်ပါတယ်ကပ္ပစ16ဟာကပ္ပစ9နဲ့လည်းထိစပ်နေပါတယ်ကပ္ပစ19ကပ္ပစ19ဟာမကွေးတိုင်းအောင်လံမြို့ရွှေပန်းတော်ရွာအနီးမှာရှိပြီးအဲ့ဒီစက်ရုံကနေ60မမဘုံသီးထိပ်ဖူးတွေထုတ်လုပ်ပါတယ်ကပ္ပစ18ကပ္ပစ18ဟာမကွေးတိုင်းတောင်တွင်းကြီးမြို့အရှေ့မြောက်ဘက်12မိုင်ခန့်အကွာမှာရှိပါတယ်အဲ့ဒီစက်ရုံကနေစစ်ပတ်သုံးမန်ဘလူးအတွက်အချောထုတ်လုပ်တယ်လို့စက်ရုံလုပ်ငန်းသုံးပုံစံခွက်တွေကိုလည်းအဓိကထုတ်လုပ်ပါတယ်ကပ္ပစ19ကပ္ပစ19ဟာပဲခူးတိုင်းပြည်မြို့နယ်ပေါကောင်းမြို့အနီးမှာရှိပြီးစက်ရုံသုံး2 drilling နဲ့တိုင်းတာရေးကိတ်တွေစမ်းသပ်ထုတ်လုပ်နေပါတယ်အဲ့ဒီစက်ရုံကိရိယာအတွင်းမှာဆိုရင်ရဟတ်ရင်ကွင်းရှိတာလည်းတွေ့ရပါတယ်ကပ္ပစ20ကပ္ပစ20ဟာမကွေးတိုင်းစီတုတ်တရာမြို့အနီးမှာရှိပြီး anti aircraft cannon 25mm 30mm စက်အမြောက်ထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ်ကပ္ပစ21ကပ္ပစ21ဟာမကွေးတိုင်းစိတ်ဖြူမြို့နယ်မိုင်30ခန့်မှာဝေးတဲ့ပေါက်ခုံကျေးရွာနဲ့ငှက်ပြကြီးကျေးရွာအနီးမှာရှိပါတယ်အဲ့ဒီစက်ရုံကနေလေရင်ပုံးတွေကိုအထူးထုတ်လုပ်ပါတယ်ကပ္ပစ22ကပ္ပစ22ဟာမကွေးတိုင်းစိတ်ဖြူမြို့နယ်ရွှေဘို့ကျွန်းရွာအနီးမှာရှိပြီးအထူးတပ်ဖွဲ့3 rifle အမျိုးအစားဖြစ်တဲ့ Mark 1 Mark 2 Mark 3 Mark 4လက်နက်ငယ်တွေကိုအထူးထုတ်လုပ်ပါတယ်ကပ္ပစ23ကပ္ပစ23ဟာခုခံတော်လှန်မှုအားကောင်းရာမကွေးတိုင်းကံကောမြို့နယ်ဂျောမြို့မှာခြေစိုက်ပါတယ်ထုတ်လုပ်တဲ့လက်နက်တွေကတော့အတီးပြုလို့မရသေးပါဘူးကပ္ပစ24ကပ္ပစ24ဟာမကွေးတိုင်းပေါက်မြို့အနောက်တောင်ဘက်10မိုင်ခန့်အကွာမှာရှိပါတယ်လက်ရှိမှာတော့အရည်ကျူစက်ရုံအဖြစ်လဲပတ်နေတယ်လို့အလူမီနီယံအချောင်းတွေကိုထုတ်လုပ်ပါတယ်အဲ့ဒီအလူမီနီယံချောင်းတွေကိုတခြားကပ္ပစတပ်တွေစီဖြန့်ခွဲသုံးစွဲနေပါတယ်ဒါအပြင်ကပ္ပစ24ဟာလျှို့ဝှက်တာတူလက်နက်စက်ရုံဖြစ်ကြောင်းသတင်းတွေထွက်ခဲ့ပူပါသေးတယ်ကပ္ပစ25ကပ္ပစ25ဟာမကွေးတိုင်းစောမြို့နယ်လောင်းရှည်မှာအခြေစိုက်ပြီး2014မှာစတင်တည်ဆောက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီစက်ရုံတည်ဆောက်ဖို့ဒေတာခန်တောင်သူတွေနဲ့မြေယာအငင်းပွားမှုဖြစ်ပြီးထုတ်လုပ်မှုလုပ်ငန်းတွေကိုမစနိုင်သေးပါဘူးစကောင်စီစီမှာအခုလိုလူသက်လက်နက်ထုတ်စက်ရုံတွေအများပြားရှိပြီးအရှိန်မပြတ်လဲပတ်နေနိုင်တာဟာစစ်တပ်ကိုတပ်ဆိုးရှည်တဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်စစ်တပ်ရဲ့ကပ္ပစစက်ရုံတွေကိုတော်လှန်ရေးအင်အားစုတွေဘက်ကလည်းအရင်ကတည်းကမျက်စိကျနေတာဖြစ်ပြီးထိုးပေါက်ဝင်ရောက်တိုက်ခိုက်ရန်ကြိုတင်ပြင်ဆင်တာတွေရှိနေခဲ့ပြီးသားဖြစ်တယ်လို့မကြာမီအချိန်အတွင်းမှာပဲသိမ်းပိုင်နိုင်တော့မယ့်အလားအလာတွေမြင်နေရပြီပဲဖြစ်ပါတယ်